ရှီတက်ရဲ့ထိတ်ဆုံးမှရှိနေတဲ့သူဗုဒ္ဓဆန်ဂိုကုရဲ့တကယ်စွမ်းဆိုပေမဲ့တလောင်းနဲ့တော့ကျွန်းကြီးကိုကာကွယ်ပေးနိုင်မှာမဟုတ်သေးဘူးလို့ Teach ကဆိုပါတယ်ဆန်ဂိုကုကတော့ Marineford တိုက်ပွဲကြီးအမြန်ပြီးဆုံးတော့လို့ပြောပြီးတော့ Shock Wave ကိုထုတ်လုပ်လိုက်ပေမဲ့ Teach ကပြန်တားလိုက်ပါတယ် Teach တားစီနေတော့မှာပဲသူ့ရဲ့ဖွဲ့သားတစ်ယောက်ကဆန်ဂိုကုကိုတိုက်ခိုက်ဖို့ဝင်လောက်တဲ့အခါ Gap ကဝင်ကာပါတော့ရဲ့သူနဲ့ရှီတက်ရဲ့ရှီတက်သားတစ်ယောက်ပဲမလို့ဒီ Marineford ကိုကာကွယ်ဖို့တာဝန်ရှိရလို့ Gap ကဆိုပါတယ်အရင်ကပါကအရင် era ကအဖိုးကြီးတွေမလို့တခြားချီထားဖို့ Teach ကလည်းပြောလိုက်ပါတယ်ရှီတက်တင်မောတွေကလည်းလော်ဒိုရဲ့တင်မောကိုအမြောက်နဲ့ပစ်ဖို့ချိန်နေတဲ့အခါ Teach က Gura no Mi ရဲ့အစွမ်းကိုတုံးလိုက်ပြီးကျွန်းတစ်ခုလုံးကလှုပ်ရမ်းလာခဲ့ပါပြီအဲ့ဒီခါမှာတော့အမြောက်တွေလည်းလွဲကုန်ပါတော့ရဲ့မြေကြီးတစ်ခုတည်းနဲ့မဟုတ်ပဲကောင်းကင်နဲ့ပင်နဲ့ပြင်မှာတုံလှုပ်သွားပြီးတော့အကွဲကြောင်းတွေနဲ့ထားလာခဲ့ပါပြီဒါကို Teach ကရှီမောပြီးတော့အရမ်းမိုက်တဲ့အစွမ်းပဲလို့ပြောနေခဲ့ပါတယ် Teach ရဲ့ဖွဲ့သားတွေကလည်းနောက်ထပ်ပုံမိုက်တဲ့ show ပွဲကိုပြသလိုက်တာပဲလို့ Teach ကိုဝိုင်းပြီးတော့ဩဘာပေးနေကြပါတယ်ဘလို့မျိုးလဲမိုင်းရလာလို့ Teach ကဆန်ဂိုကုတို့လှမ်းပြောလိုက်ပြီးတော့ YB ရဲ့တေဆုံးတာနဲ့အတူ Navy ရဲ့ era ကလည်းပြီးဆုံးသွားပြီလို့ဆိုပါတယ်ဒီချိန်မှာပဲစာဘိုတီမှာလည်းအချက်ပေးရမြင်လာပြီးတော့ Marineford မှာဖြစ်နေတဲ့ငလျင်အရှိန်ကြောင့်စာဘိုတီရဲ့မြောက်ဖက်ကမ်းခြေမှာဆူနာမီရေဖြစ်လာနိုင်ကြောင်းကြော်ညာတယ်တွေလည်းထွက်လာပါတော့Pacific Star တွေလည်းထွက်လာပြီးတော့ရှေတက်ကလည်းပင်တများကိုတနက်နဲ့ပစ်တက်နေခဲ့ပါတယ်ငလျင်ကပြန်ငိမ့်သွားပေမဲ့ကိုပီတယောက်ကတော့အရန်ခံစားနေရတဲ့ပုံစံနဲ့ငိုကြွေးနေခဲ့ပါတယ်ကိုပီကသူ့ခေါင်းထဲမှာအတန်တစ်ခုချင်းစီကပျောက်ကွယ်သွားနေပြီလို့ဟတ်မန်ပိုပြောနေခဲ့ပါတယ်ဟတ်မန်ပိုကကိုဗီကိုစိတ်တွေတင်ထားဖို့ပြောနေရင်းနဲ့ပဲထွက်ပြေးသွားခဲ့ပါတယ်စစ်ပွဲကလုံးဝကိုမရက်သွားဘဲနဲ့ဆက်လက်ဖြစ်ပွားနေပြီးတော့နိုင်သွားတာတော့မှရှီတက်ကလောဘတက်နေရလို့တာချီကီကလည်းပြောနေခဲ့ပါတယ်နိုင်ပြီးရတော့မှမချင်တတ်ကြလို့စမိုကကလည်းတခုခုကမှားနေရလို့တွေးတောနေခဲ့ပါပြီကိုဗီကသူ့ဖြတ်တန်းခဲ့ရတဲ့အချိန်တချို့ကိုတွေးနေငိုပြီးတော့အရှိကိုပဲပြေးနေခဲ့ရပါတယ်တစ်ဖက်ကအခိုင်နူကလည်းရှီတက်စစ်သားဖြစ်နေတဲ့ပြီးပင်တမများဆိုတာကိုခွင့်မလို့နဲ့လို့ပြောနေခဲ့ပါတယ်ကိုဗီတယောက်ပြင်းလွှိုင်းနေလေ့ကျနေတဲ့ရှီတက်သားတယောက်နဲ့တိုက်မိပါတော့ဒီတသားရဲ့လက်ထဲမှာကင်ထားတဲ့ဆွဲကြိုးလေးကိုကိုဗီယူကြည့်လိုက်တဲ့အခါမှာတော့မိသားစုထပ်ပုတ်လေးတစ်ပုတ်ကိုမြင်လိုက်ရပါတယ်။ဒါအောင်မြင်လိုက်ရတော့ကိုဗီလည်းအရန်နေဝမ်းနေလာပြီးတော့ငိုနေမိခဲ့ပါတယ်။ Teach ကလည်းအတော်လေးကိုတောင်းချမ်းနေလို့ဘက်ကီလည်းအမြန်ထွက်သွားဖို့လုပ်ရတဲ့အခါခေစာဦးကအလဲတန်းနဲ့ပြစ်ပြီးလူဗီကိုထားခဲ့ဖို့ပြောပါတော့။ဘက်ကီလည်းအခြေအနေမဟန်တာနဲ့လော်ဒိုကိုပဲပြစ်ပေးလိုက်ရပါတော့။လူဗီကိုရပြီဆိုတာနဲ့တင်မောကိုရှင်ငုပ်ဖို့အမြန်လုပ်ကြပါပြီ။စာပူတီတုံးကပြေးနိုင်သွားတာပဲလို့ခေစာဦးကလှမ်းပြောပြီးတော့အလဲတန်းနဲ့ထပ်ပြစ်ဖို့လုပ်နေခဲ့ပါပြီ။အဲ့ဒီချိန်ကိုဗီကဒီအထိပဲတော်ချတော့လို့အတန်ကုန်ဟစ်អော်လိုက်ပြီးတော့အခိုင်တို့ကိုဝင်တားစီလိုက်ပါတော့ဒီစစ်ပွဲကြီးမှာအသက်တွေကိုအလကားဖြုံးတီးနေခဲ့ရကြောင်းမလို့ဒီလောက်နဲ့ပဲရှက်တက်လိုက်ဖို့ကောင်းပြီလို့ကိုဗီကအော်ပြောလိုက်ပါတယ်စစ်သားတယောက်ချင်းစီတိုင်းမှာသူတို့အိမ်ပြန်လာမှာကိုစောင့်ဆိုင်နေတဲ့မိသားစုတွေလည်းရှိနေသေးတယ်ရည်ရွယ်ချက်နဲ့အောင်မြင်သွားပြီးတိုက်ခိုက်ခြင်းစိတ်လည်းမရှိတဲ့ပင်တမများတွေကိုအနောက်ကလိုက်တိုက်ခိုက်ပြီးတော့ရက်တက်လို့ရနေတဲ့စစ်ပွဲကြီးကိုဘာကြောင့်လောဘကြီးနေခဲ့ကြရလဲအခုကဲရင်ရှင်းနိုင်မယ်အသက်ကိုစွန့်ပစ်ပြီးတော့အဲ့ဒါထက်ပိုပြီးတည်တဲ့သူတွေကိုတိုးများအောင်လို့လုပ်နေကြတယ်အခုချိန်တည်သွားရတဲ့တပ်သားတွေကမသိရင်အယူတွေလိုပဲလို့ကိုဗီကအော်ပြောလိုက်ပါတယ်ဒီအခါအခိုင်တို့ကလည်းဒီလိုစိတ်မပြတ်သားရဲ့စစ်သားကိုရှေ့တက်မှာလုံးဝအလိုမရှိဘူးလို့ပြန်ပြောလိုက်ပါတယ်ကိုဗီကသူတအားကြောက်လန့်နေခဲ့ပေမဲ့သူပြောချင်တာကိုပြောနိုင်ခဲ့လို့နောက်မရဘူးလို့တွေးတောနေခဲ့ပါတယ်အခိုင်တို့ကကိုဗီကိုတပ်ပြစ်တော့ဖို့လုပ်တဲ့အခါရှန်ကရောက်လာပြီးတော့ဝင်သားပေးလိုက်ပါတယ်မှန်ကန်တဲ့အရာကိုတခြားဆုံးဖြတ်နိုင်ခဲ့ရပဲလို့ရှန်ကကိုဗီကိုပြောလိုက်ပါတယ်ကိုဗီကအသက်ရှင်ပြီးပြောခဲ့တဲ့တတိရှိခဲ့တဲ့အချိန်အနေကကောင်းမကောင်းအခုပဲကဘာကြီးရဲ့အနာဂတ်ကိုကြီးမားပြောင်းလဲစေခဲ့ပြီလို့ရှန်ကဆိုပါတယ်တင်မောကိုရှင်ငုပ်ဖို့လုပ်နေတဲ့လော်ဒိုကိုလည်းခေစာဦးကအလင်းတန်းနဲ့ပြစ်ဖို့လုပ်တဲ့အခါဘန်ဘက်မန်ကတားဆီးပေးလိုက်ပါတယ်။နယူးယောက်ကယိုကိုဖြစ်တဲ့ရဟဲရှန်ရဲ့တင်မောကိုမြင်လိုက်ရတော့အားလုံးလည်းကြောက်လန့်သွားခဲ့ကြပါပြီ။ရှန်ကလူဗီကိုပေးခဲ့တဲ့အုတ်ထုတ်လေးကိုကောက်ယူလိုက်ပြီးတော့ဒီစစ်ပွဲကိုရပ်ဖို့သူတို့တွေရှောက်လာခဲ့တာပဲလို့ပြောလိုက်ပါတယ်။ရှန်ကိုမြင်တော့လူဗီကိုပင်တမဖြစ်ချင်အောင်လို့လုပ်ခဲ့တဲ့သူမလို့ဂပ်တယောက်လေးအရန်ကိုဒေါသကြီးထွက်နေခဲ့ပါပြီ။တစ်ဖက်မှာလည်းလူဗီရဲ့အခြေအနေကအရန်စိုးနေပြီမလို့ယိုကိုတယောက်ကိုမြင်ရခဲ့တာမှန်ပေမဲ့တကားကိုအမြန်ပိတ်ပစ်လိုက်ဖို့ဘယ်ပိုကလောကိုပြောနေခဲ့ပါတယ်။နယူးဘောမှာယိုကိုဝေဖြစ်ကြတဲ့ရှန်နဲ့ခိုင်ရိုရဲ့တိုက်ပွဲကမနေ့ကလေးနဲ့ဖြစ်ခဲ့တာဖြစ်ပြီးတော့အခုဒီနေရာကိုရောက်နေတော့အားလုံးနဲ့ထူးဆန်းနေပါတော့ရှန်ရောက်နေရအောင်မြင်လိုက်ရတဲ့ဘက်ကီလည်းအရန်ကိုလန်သွားခဲ့ရပါတယ်။ရှန်ကကောက်ရုပ်အုပ်ထုတ်လေးကိုဘက်ကီစီကိုလှမ်းပစ်ပေးလိုက်ပြီးတော့လူဗီကိုပေးပါလို့ပြောလိုက်ပါတယ်ဘက်ကီကအခုသူပြေးဖို့ကြိုးစားနေရမလို့တိထက်ပို့ပြီးတော့ထင်ပေါ်အောင်မလုပ်ချင်တော့ဘူးလို့လည်းအော်ဟစ်နေခဲ့ပါတယ်ရှန်ကဘက်ကီကိုရန်နာရီအများကြီးရှိနေတဲ့မြေပုံတစ်ခုကိုပေးမှမလို့စိတ်မကောင်းစရာပဲလို့ပြောတဲ့အခါဘက်ကီကလည်းဒီလိုဦးကြောင်လှည့်ကွက်မျိုးကိုသူ့ရှုံမဲ့ထင်နေရလားလို့ပြန်ပြောလိုက်ပါတယ်ရှန်ကအခြားသူကိုခိုင်းလိုက်တော့မယ်ဆိုကမှဘက်ကီလည်းသူ့ပို့ပေးမှမယ်ဆိုပြီးတော့ထွက်သွားပါတော့ရဲ့အချိန်တွေ10နှစ်ကျော်ကြာပြီးတော့အခုမှပြန်တွေ့ရတဲ့လူဗီကိုတစ်ချက်တောင်မှသွားမကြည့်တော့ဘူးလားလို့ Lucky Ross ကလည်းပြောလိုက်ပါတယ်ဒီတော့မှရှက်ကလေးလူဗီရဲ့ငယ်ဘဝအကြောင်းလေးတွေကိုပြန်တွေးတောနေမိခဲ့ပြီးတော့တစ်ခါတော့တွေ့ချင်ပြီးသားပဲလို့ပြန်ပြောနေခဲ့ပါတယ်ဘတ်ဘိုကလည်းရှေးမြန်မကုန်းရင်ပြန်တိုက်ခိုက်တာကိုခံရတော့မှမလို့အမြန်တကားပေးဖို့ကပတိန်ကိုပြောနေခဲ့ပါတယ်အဲ့ဒီချိန်ဘက်ကီကလည်းလူဗီရဲ့အုတ်ထုတ်လေးကိုအမြန်ပစ်ပေးလိုက်ပါတယ်ဘာမှန်းတော့မသိပေမဲ့လော်လေဘက်ကီပစ်ပေးရလေးကိုယူပြီးတော့တကားကိုအမြန်ပိတ်လိုက်ပါတယ်လူဗီကိုကော်ရဲအုတ်ထုတ်လေးပေးခဲ့ပြီးတော့သူတို့တွေနောက်တစ်ခါပြန်တွေးကြမယ့်အချိန်ကလူဗီပင်တများကောင်းကြီးတယောက်ဖြစ်မှလို့ဂတိပေးခဲ့တာတွေကိုရှန်ကပြန်တွေးနေမိခဲ့ပါတယ်ရှန်ဟာလူဗီကိုအခုတွေးကျင်နေဆိုပေမဲ့အခုသာတွေးလိုက်မယ်ဆိုရင်ဂတိပေးထားတာကိုဖောက်ပြတ်လို့ဖြစ်သွားမှလို့ပြောနေခဲ့ပါတယ်တစ်ဖက်မှာလည်းလောကလူဗီတို့ကိုခွဲစိတ်မှုကိုစလုပ်ပေးပါတော့မယ်လူဗီကိုတွားခွင့်မပေးနိုင်တဲ့အာအိုခီချီကတော့ HH ကိုထပ်သုံးပြီးတော့ရင်ကုန်တင်မောက်ကိုဦးတည်ပါတော့ရဲ့ရင်ကုန်တင်မောက်ကအချိန်နဲ့ဆက်သွားနေပေမဲ့ရေခဲတွေကဖုံးလန်းသွားခဲ့ပါပြီအဲ့ဒီချိန်ခေဆာဦးကရှာဆာကီနီစခရတ်ချူဝဲကိုတုံးပြီးတော့ခဲနွားရဲ့ရေခဲတစ်လျှောက်ကိုပြစ်ပါတော့ရဲ့ရင်ကုန်တင်မောက်ကိုလည်းထိနေပြီမလို့အချိန်ကိုမိုင်းအကုန်တင်ဖို့လောကလည်းပြောလိုက်ပါတယ်အားလုံးကလည်းလူဗီနဲ့ချင်းဘဲကိုအရန်စိတ်ပူနေကြပါတော့ရဲ့ဒါတောင်မှအသက်ရှင်နိုင်နေရင်လက်ရှို့လိုက်ဖို့ကလွယ်ပြီးတော့တခြားနည်းလမ်းမရှိတော့ဘူးလို့ခေဆာဦးကလည်းဆိုပါတယ်
အဲ့ဒီချိန်ဟန်ကော့ကလည်းလူဗီကိုစိတ်အပူလိုနေရကြမလို့စစ်တင်မောနဲ့အနောက်ကလိုက်လာခဲ့ပါတယ်ဟန်ကော့ကလည်းသူဟာဝါလော့တယောက်ဖြစ်တာကြောင့်မလို့အခုလူဗီယိုနောက်ကိုလိုက်သွားတာဟာရှော့ဟက်လူဗီကိုသူတက်ရမယ်ဆိုတဲ့တာဝန်ကိုသွားထမ်းဆောင်မယ်ဆိုပြီးတော့ရေတပ်ကိုတင်ပြရဲဖို့ပြောလိုက်ပါတယ်ရေစသားတွေအားလုံးကလည်းဟန်ကော့ရဲ့အလှကြောင့်ပြောသမျှအကုန်လုံးကြပါတော့ရဲ့ဘက်ကီတယောက်ရှမ်းစီပြန်ရောက်လာတော့ရန်နာမြေပုံပေးမယ်ဆိုတာအလိညာကြီးမှန်းတီသွားလို့ပြဿနာထရှာပါတော့ရဲ့ရှမ်းကအဲ့ဒီစကားကသူစားလိုက်တာဖြစ်ပြီးတော့မတွေ့ရကြပြီနော်လို့ပြောတဲ့အခါဘက်ကီလည်းသူနဲ့ကအညို့ရရှိရာကိုလည်းမမေ့လိုက်ဖို့ပြောလိုက်ပါတယ်ရှမ်းကဘယ်တော့မှကိစ္စလည်းလုပ်နေလို့အဲ့ဒီအချိန်တုန်းကဒါရှမ်းကရုပ်တရက်ကြီးစကားလာမပြောခင်ရန်နာမြေပုံလည်းပျောက်ဆုံးသွားမှာမဟုတ်ဘဲနဲ့အခုလိုနတ်ဆိုးသီးစားထားယူလည်းဖြစ်မှာမဟုတ်ဘူးအခုလိုပြန်တွေးတာနဲ့လေသူ့ကိုတန်းခိုင်းတာမလို့စစ်ပွဲလာရက်တာကြီးဘာတွေကိုလည်းနားမလဲပဲနဲ့အခုကနေစပြီးတော့သူနဲ့ဆက်ပြီးတော့တိုက်ခိုက်လေရတယ်လို့ဘက်ကီကစိန်ခေါ်လိုက်ပါတော့ရဲ့ရိုကိုဖြစ်တဲ့ရှက်နဲ့ဒန်းလူစကားပြောနေရအောင်မြင်လိုက်ရတဲ့ထောင်သားတွေလေသူ့ရဲ့ကပတိန်ဘက်ကီကိုအရန်တွေသဘောကျနေပါတော့ရဲ့ရှန့်ကတော့သူနားလေသွားပြီမလို့စိတ်မဆိုးဖို့ပြောပြီးထွက်သွားတဲ့အခါဘက်ကီလည်းအစားကတော့စိတ်တူနေတယ်ဆိုရင်ပဲတေချာတာစဉ်းစားကြည့်မယ်ဆိုရင်ရှန့်တို့အခုလိုရောက်လာတော့မှဒီကျွန်းကြီးကအန်နီရဲ့ကင်းကင်းဖြစ်သွားတာမလို့ထွက်သွားနိုင်ပြီဆိုတာကိုတွေးသွားမိခဲ့ပါတယ်ရှန့်ကမာကိုကိုလည်းဒီထက်ပိုပြီးတော့ပြန်မတိုက်ခိုက်ကြနဲ့လို့မှားလိုက်ပါတယ်မိခေါကလည်း YPN နဲ့တိုက်ခိုက်ဖို့ပဲလက်ခံထားတာဖြစ်ပြီးတော့အဲ့ဒီအဲမှာ Rahel ရှန့်မပါတာကြောင့်မလို့ထွက်သွားခဲ့ပါပြီဒီထက်ပိုပြီးတိုက်ခိုက်ရမယ်ဆိုရင်နှစ်ဖက်စလုံးကထိခိုက်မှုတွေပိုတိုးလာတော့မယ်အခုထိတောင်းချမ်းလို့မဝါသေးတဲ့သူတွေရှိရင်ရှန့်ကသူတို့ရဲ့ပြိုင်မဲ့အဖြစ်တတ်မှတ်လိုက်တော့မယ်လို့ပြောလိုက်ပါတယ်အားလုံးကလည်းအတော်လေးကိုကြောင်းလန့်နေခဲ့ပေမဲ့ဘလက်ဘီယာကတော့ပိုပြီးယောက်ျားပီတာလာပဲလို့ရှန့်ကိုပြောလိုက်ပါတယ်သူပေးခဲ့တဲ့မျက်လုံးကထန်ရနဲ့လေအတော်လေးကိုလိုက်ဖက်ညီလာရလို့ဆိုပါတယ်အားလုံးကတိုက်ခိုက်ဖို့အစင်တင်းတွေပြင်နေကြပါပြီဘလက်ဘီယာကသူလည်းလိုချင်တာရတော့ပြီမလို့ရလိုက်ကြဖို့အားလုံးကိုလည်းပြောလိုက်ပါတယ်ရှန်တို့နဲ့တိုက်ခိုက်ဖို့ကလည်းအခုကအချိန်စောလုံးသေးရလို့ပြောပြီးတော့ဘလက်ဘီယာကထွက်သွားခဲ့ပါတယ်ကျန်တဲ့တွေအားလုံးကိုလည်းသူပြောတာတွေကိုနားထောင်ပေးဖို့ရှန်ကပြောလိုက်ပါတယ် YPN ပင်တရမြတွေလည်းအားလုံးငိုကြွေးနေခဲ့ကြပြီးတော့စစ်ပွဲကြီးကိုလည်းရှက်တန့်လိုက်ကြပါပြီကမ္ဘာအတမဆုံးပင်တရမြကြီးဖြစ်တဲ့ YPN နဲ့တခါကပင်တရမြဘရင်ဂိုးပြော့ကြရဲ့တားဖြစ်သူ Ace တို့ကိုတချို့တဲ့ပွဲကိုသူ့တာဝန်ထားဖို့နဲ့စစ်ပွဲကြီးရဲ့ဖြစ်ရက်ကိုလည်းကဘာကြီးကိုပြသနေရကြမလို့ဒီထက်ပိုပြီးတော့သူတို့တွေတီတာကိုစော်ကားတာမျိုးလောက်ခွင့်မပေးနိုင်တော့ဘူးလို့ဆိုပါတယ် Vice Admiral